Hi guys အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ကတော့ဒီချစ်စရာကောင်းတဲ့လက်ပြထိုးနည်းလေးကိုထုတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလက်ပြလေးထိုးနည်းလေးကချီရမြန်မာချီနဲ့ထုတ်ပြပေးထားတာပေါ့နော်ဒီ cotton wool ဆိုတဲ့ဒီဇိုင်းလေးနဲ့ပါတခြားဘက်တွေကတော့ရမယ်အားတော့မသိဘူးပေါ့နော်ဒါကတော့တောင်ကြီးမှာဝယ်ထားတဲ့ချီလေးပါချီလေးကတော့3 ply လေးနဲ့ထုတ်ပြပေးမှာပဲဖြစ်ပါတယ်အစိုက်ကတော့2.5 mm ပါပထမဆုံးအနေနဲ့ဖွင့်မိရကြတော့17ချက်ထိုးပေးရမှာဖြစ်ပါတယ်ဖွင့်မိ17ချက်ထိုးပြီးအချိန်မှာဒီနောက်ဆုံးကနေရှိမှာပေါ့နော်နောက်ဆုံးကနေရှိမယ်ဒီမှာ1 2 3တိုင်းမြောက်မှာစပြီးထိုးမှာပေါ့နော်ဒီထိုးမှာကြတော့ဒီအင်္ဂလိပ်လိုပဲပြောမှာပေါ့နော် DTR အဲ့ဒါလေးတွေသိဖို့တော့လိုတာပေါ့နော်ဒီ HDC ဆိုရင်တဝက်ထိုးမှာ DC ဆိုရင်ဒီလိုတစ်ချက်ထိုးမှာပေါ့နော် TR ဆိုရင်ဒီလိုနှစ်ခါလာမယ်အခုက DTR ဆိုတော့4ခါထိုးပေးမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီဘက်မှာနောက်ဆုံးနေယူမယ်ဆိုရင်ဒီမှာ1 2 3ခုပေါ့နော်အဲ့3ခုကနေစပြီးထိုးပြပေးမှာဖြစ်ပါတယ်1 2 3 4အဲ့ဒါထိုးပြီးရင်ဖွင့်မိတစ်ခုထပ်ထိုးပါမယ်ဖွင့်မိထိုးပြီးအချိန်မှာဒီတစ်ပေါက်မှာပဲနောက်ထပ်DTR ဆက်ထိုးပေးရမှာပါ1 2 3အပြင်ဒီအပေါက်မှာပဲဆက်ထိုးပေးမှာပါ1 2 3 4โอเคเนาะအဲ့ဒါပြီးသွားပြီဆိုရင်နောက်ထပ်ဖွင့်မိ2ချက်ထပ်ထိုးပါမယ်1 2အဲ့ဒါပြီးသွားလို့ရှိရင် TR ပဲထိုးပါမယ်တစ်ချက်2ချက်အဲ့ဒါထိုးပြီးနောက်ထပ်တစ်ပတ်မှာဆက်ထိုးပါမယ်1 2 3အဲ့ဒါပြီးသွားလို့ရှိရင်ဖွင့်မိနောက်2ချက်ထပ်ထိုးပါမယ်တစ်ချက်2ချက်ဖွင့်မိ2ချက်ထိုးပြီးနောက်တဲ့ DTR ဆက်ထိုးပါမယ်1 2 3ဒီမှာပါပဲเนาะ1 2 3 4အခုဒါပြီးသွားပြီဆိုရင်နောက်ထပ်ဖွင့်မိတစ်ချက်ထပ်ထိုးပါမယ်ဖွင့်မိတစ်ချက်ထိုးပြီးနောက်တဲ့ TR ထပ်ထိုးပါမယ်1 2နောက်တစ်ပေါက်မှာပေါ့နော်လုပ်ပြီးရင်နောက်တဲ့ဖွင့်မိတစ်ချက်ထပ်ထိုးပါမယ်ဖွင့်မိတစ်ချက်ထိုးပြီးရင်ဒီနောက်ဆုံးအပေါက်မှာပဲပေါ့နော် DC နှစ်ခါထိုးပါမယ်တစ်ခါဒီအပေါက်မှာပဲပေါ့နော်နှစ်ခါထိုးပါမယ်အဲ့ဒါပြီးရင်ဖွင့်မိတစ်ချက်ထိုးပါမယ်နော်ဖွင့်မိတစ်ချက်ထိုးပြီးရင်နောက်ပြန်လဲပါမယ်ပြီးရင်ဒီဒုတိယတစ်ခုမှာ skip လုပ်ပါမယ်ပြီးရင်နောက်ထပ်ဒီအလဲဒီအပေါက်မှာHDC ထိုးမှာပေါ့နော်တဝက်ပေါ့နော်2 HDC ပါနှစ်ခါထိုးပါမယ်တစ်ခါဒီအပေါက်မှာပဲနှစ်ခါထိုးပါမယ်ရပြီဆိုရင်ဒီဘက်တစ်ပေါက်ဒီတိုင်ပေါ့နော်ဒီတိုင်မှာDC တစ်ခါထိုးပါမယ်ရပြီပေါ့နော်အဲ့ဒါပြီးရင်ဖွင့်ပြီး2ချက်ထပ်ထိုးပါမယ်ပြီးရင်ဒီအလဲမှာပေါ့နော်ဒီအလဲမှာကို DC တစ်ခါထိုးပါမယ်ပြီးရင်ဖွင့်ပြီးတစ်ချက်ပြန်ထိုးမယ်ပြီးရင်နောက်ထပ် DC ဒီနေရာမှာပြန်ထိုးပါမယ်နော်ကဲရသွားပြီဆိုရင်နောက်ထပ်ဖွင့်ပြီးတစ်ချက်ထိုးပါမယ်ပြီးတော့ဒီဘက်တစ်တိုင်းပေါ့နော်ဒီဘက်တစ်တိုင်းမှာကို DC နောက်တစ်ခါထပ်ထိုးပါမယ်ရှင်
ကဲရရပေါ့နော်အဲ့ဒါပြီးရင်ဟိုဟာဖွမီ3ချက်ထပ်ထိုးပါမယ်1 2 3အဲ့ဒါပြီးရင်ဒီအလယ်မှာမထိုးတော့ပေါ့နော်ဒီတစ်တိုင်းမှာဆက်ထိုးရမယ်ဒီတစ်တိုင်းမှာကျတော့ရှက်ကော်လေးတစ်ခုထိုးပေးရမှာပါโอเคရှက်ကော်လေးတစ်ခုပြီးရင်ဒီနောက်တော့ခုမှာပေါ့နော်အလယ်မှာတိုင်တိုးတစ်ချက်ထိုးပါမယ်အဲ့ဒါပြီးရင်နောက်ထပ်ဖွမီ2ချက်ထပ်ထပ်ပါမယ်ဖွမီ2ချက်တက်ပြီးလို့ရှိရင်ဒီမှာမထိုးဘဲနဲ့နောက်ထပ်ဒီအလယ်မှာထိုးမှာပေါ့နော်အမှာ DC တစ်ချက်ထပ်ထိုးပါမယ်ပြီးရင်ဖွမီတစ်ချက်ပြီးရင်TR ထိုးပြမှာပေါ့နော်TR ထိုးပြမှာပါဒီတိုင်းမှာပေါ့နော်ဒီနေတောင်း1TR ထိုးပြီးရှင်မှာနောက်ထပ်ဖွမီ2ခုထပ်ထိုးပါမယ်ပြီးရင်ဒီဘက်မှာနောက်ဆုံးတစ်ပေါက်ပေါ့နော်ဒီနောက်ဆုံးတစ်ပေါက်ဒီနေရာလေးပေါ့နော်မြင်ရလားတော့မသိဘူးဒီကအဆုံးထိပြီးသွားပြီဆိုဒီမှာနောက်တစ်ပေါက်ပေါ့နော်အဲ့နောက်တစ်ပေါက်မှာကို TR တစ်ချက်ထိုးပါမယ်TR တစ်ချက်ထိုးပြီးရင်ဖွမီတစ်ချက်ထိုးပါမယ်ပြီးရင်နောက်ထပ် TR ဒီအပေါက်မှာပဲပြန်ထိုးမှာပေါ့နော်ဒီအပေါက်မှာပါပဲအဲ့ဒါပြီးရင်ဒီအပေါက်မှာပါပဲဒီ DC ထပ်ထိုးပါမယ်ကြရပြီပေါ့နော်အဲ့ဒါပြီးရင်ဖွမီ2ချက်ထိုးပါမယ်အဲ့ဒါပြီးရင်ညီမတို့တစ်ပေါက်ကြော်အောင်မှာပေါ့နော်တစ်ပေါက်ကြော်ပြီးရင်နောက်ဒီဒုတိယတစ်ပေါက်မှာထိုးပါမယ်မြင်အလားတော့မသိဒီဘက်တစ်ပေါက်ကိုနော်ဒီဘက်တစ်ပေါက်ကြော်ပြီးဒီဘက်တစ်ပေါက်မှာထိုးပါမယ်အဲ့ဒါကိုချက်ကော်လေးနဲ့ပေါ့နော်ပြီးရင်ဖွမီနောက်တစ်ချက်ထပ်ပါကြရပြီပေါ့နော်အဲ့ဒါပြီးရင်ကကြီးလေးနဲ့ညှက်လိုက်ပါပဲရှင့်ဒါလေးကိုနှစ်ခုထိုးပေးရမှာပေါ့နော်ဒီလိုလေးပေါ့နော်ဒီလိုလေးဖြစ်သွားအောင်နှစ်ခုထိုးပြပေးရမှာဖြစ်ပါတယ်အခုကချီလေးတော့အနာတက်ပြီးမှဖြစ်ပါတယ်ချီရတော့ကိုအနာတက်ချင်တယ်လို့အနာတက်လို့ရပါတယ်ကိစ္စမရှိဘူးပေါ့နော်ရပါပြီဒီတစ်ဝက်ကနေစပြီးထိုးပေးရမှာပေါ့နော်ဒီတစ်ဝက်ကနေပေါ့ဒါလေးနဲ့ဖွမီက6ချက်ထိုးပါမယ်1 2 3 4 5 6ပြီးရရှင်မှာဒီကနေပြီးတော့တိုင်တူ5ကပြန်တက်ပါမယ်1 2 3 4 5 6 ပြီးရှင်မှာဒီနေရာလေးမှာပေါ့နော်စခဲ့တဲ့နေရာလေးမှာပဲရှက်ကော်လေးနဲ့ပြန်နှိပ်ပါမယ်ပြီးဖွမီတစ်ချက်စူးစားအရှိကြီးဖြတ်လိုက်လို့ရတယ်သီလားနည်းနည်းလေးပေါ့နော်
ဒီလိုလေးဖြစ်နေမှာပေါ့နော်မျက်လုံးလေးကဆိုရင်အဲ့လိုထုတ်ပြပေးမှာပါဒီကနေစပြီးတော့ဒီအောက်ကိုချုပ်ပေးမှာပေါ့နော်ဒီလောက်ကနေစလိုက်ရပါပြီခုကဒီဟာလေးပြီးသွားပြီဆိုတော့ဒီအလေရိုးတိုင်းအတွက်ပေါ့နော်ဒီအလေရိုးတိုင်းလေးအတွက်ထိုးပြပေးမှာပါဖွင့်ပြီး3ချက်တက်ပါမယ်1 2 3ပြီးရင်ဒီပထမဆုံးစခဲ့တဲ့အပေါက်မှာချက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ဒီလိုလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါပြီးရင်ဖွင့်ပြီး12ခုတက်ပါမယ်ဒီကြိုးစားလေးတွေကိုအနာသိမ်းနဲ့ထိုးသွားလိုက်လို့ရပါတယ်2 3 4 5 6 9 10 11 12အဲ့ဒါပြီးရင်ဒီစနစ်ကိုမှတ်ထားပြီးတော့နောက်ထပ်ဖွင့်ပြီး3ချက်ထပ်ထိုးပါမယ်1 2 3ဖွင့်ပြီး3ချက်ထိုးပြီးရင်ဒီပထမဆုံးစခဲ့တဲ့နေရာမှာပဲချက်ကော်လေးပြန်ဆက်ပါမယ်ကဲဒီလိုလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါပြီးရင်ဖွင့်ပြီးတစ်ချက်တက်ဒါလေးကိုလည်းကြိုးစားလေးကိုခုနအနာတက်တယ်လို့လေးပေါ့နော်ကြိုးစားလေးအနာတက်ပေးရပါမယ်
ကဲရပြီပေါ့နော်အဲ့ဒါပြီးရင်ဒီလေးကနေခောက်ပြပြီးမှာပါခောက်ပြီးတော့တဝက်ကနေစပြီးတော့မြင်ရလားမသိဘူးခောက်ပြီးတော့ဒီတဝက်ကနေစပြီးတော့ထိုးပြပေးရမှာပေါ့နော်ကဲအခုဆိုရင်တော့ချစ်စရာကောင်းတဲ့လိပ်ပြပုံစံလေးရပြီပေါ့နော်လိုက်ထိုးကြည့်လို့ရပါတယ်ရှင်မသိတာရှိရင်လည်းလာမေးကြည့်လို့ရပါတယ်နော်အားလုံးပဲအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးဘိုင်ဘိုင်ပါ